အမောင်ဖုံးနဲ့ကောင်းကင်ပြကောင်းကင်ရမမိစ္ဆာရင်တွေဝင်းနေတော့အမောင်တို့ကြီးဖုံးလွှမ်းခဲ့ပြန်တာပေါ့ရက်ဆက်ကြတဲ့အယုတ်ဓမ္မတွေရဲ့ကိုချင်းစာတရားပျောက်ဆုံးနေတယ်ညနေလာသေးတဲ့ကလေးတွေဟာငြိမ်းချမ်းစွာပညာသင်ကြားနေကြတာပါကျောင်းမန်းတည်လဲအလွတ်မပေးစာအန်တန်တွေကြားတဲ့ဘုံစံတွေကိုသာစက်တိုက်ကျဲပြေးစရာမြေမှမရှိပဲအတုံးအယုံဘုံဘုံလဲသူတို့လေးတွေရဲ့ဘဝဟာအပြစ်ကင်းတဲ့ပန်းကုန်ဖိုးပါခံစားကြည့်ပါသူတို့ကိုစားဆုံးရှုံးပြန်ငါသားသမီးကိုတော့မိဘများမှရှင်လင့်အောင်ခံစားရရှာပေါ့ဝမ်းနဲ့ဖွယ်ဖြစ်ရများကိုတို့မမေးဘယ်တော့မှခွင့်မလို့ခဲ့အကြည့်တန်လုံးရဲ့နေ့ရက်တွေရဲ့ဘယ်တော့များမှအဆုံးတတ်မလဲကွယ်